မင်္ဂလာပါရှင်လိုက်စာ TV ရဲ့မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့မန်စီမြို့နယ်ကစစ်ကောင်စီတပ်စခန်းအားလုံးကိုတိုက်ခိုက်သိမ်းယူထားနိုင်ပြီဖြစ်တဲ့တဲ့နဲ့ KIA အမှတ်ခွန်တပ်မဟာနေမြေမှာငွေရတိုက်ဖြတ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့အကောင့်ထေဖော်နေပြီဖြစ်တဲ့တဲ့တွေကိုတင်ဆက်သွားပါမယ်ကျွန်မကရှယ်မုံပါKIA ပူးပေါင်းတပ်တွေဟာဗမော်နဲ့မန်စီမြို့တွေမှာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ4ရက်နေ့ကနေစပြီးမြို့သိမ်းတိုက်ပွဲစတင်ဖော်ဆောင်ခဲ့ပါတယ်။တလကျော်နီးပါးနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ဒီကနေ့ဇန်နဝါရီလ10ရက်နေ့မနက်10:00နာရီခွဲအချိန်မှာခမရ319 631နဲ့လက်နက်ကြီးတပ်35နဲ့စတဲ့စစ်ကောင်စီတပ်စခန်းအားလုံးကိုအပြည့်အစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြရှုံးသူတွေကိုဆက်လက်စုံစမ်းနေစေပါစစ်ကောင်စီဘက်ကနေလက်နက်ကြီးခဲယမ်းအမြောက်အများသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဗမော်မြို့တွင်လည်းနှစ်ဖက်တိုက်ပွဲပြင်းထန်နေစေဖြစ်ပြီးတော့မြို့အလုံးစုံသိမ်းယူနိုင်ရေးစ조사နေတယ်လို့ရှေ့တန်းသတင်းပေးပို့ချက်အရသိရပါတယ်။ KIA အမှတ်ခွန်တပ်မဟာဖရဲဝူကြောင်ခမ်းမမှာဇန်နဝါရီလ9ရက်နေ့ကမှုရစေဝါတိုက်ဖြတ်ရေးလှုပ်ဆောင်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။၎င်းအစည်းအဝေးမှာချီဖွေပန်ဝါခန့်ရှင်ချောင်းမော်ခုံဖီမော်ခန်းဖန်းလန်ဆဲဆော့လော်နဲ့ဖောင်းကျော်စတဲ့ဒေတာ6ခုအတွက်မွေးရတိုက်ဖြတ်ရေးကော်မတီတွေဖွဲ့စည်းခဲ့ပြီးတော့မွေးရစေဝါပပျောက်ဖို့ဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။လိုက်စာ TV ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေကြပါစေရှင်ကျေးဇူးတင်ပါတယ်။